AR တိုင်းဒေသကြီးပတ်သိမ်ခရိုင်ငပူတော်မြို့နယ်အခြေခံပညာထက်တန်းကျောင်းွယ်နားငယ်ကုန်းမှာအလျားပေ90အနံပေ30 RCC တထက်ကျောင်းဆောင်တွေပနက်ရိုက်ခြင်းမင်္ဂလာအခမ်းအနားကိုဩဂုတ်9ရက်မနက်ပိုင်းကအဆိုပါကြီးရွာမှာကျင်းပပါတယ်။အခမ်းအနားမှာငပူတော်မြို့နယ်မှာတာဝန်ရှိသူကအဖွင့်အစကားပြောကြားပြီးမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးရဲမြင့်နဲ့မြို့နယ်ပညာရေးမှုတို့ကအမှာစကားပြောကြားကာတာဝန်ရှိသူများကသတ်မှတ်နေရာအသီးသီးမှနေရာယူကြပြီးကျောင်းဆောင်တဲ့ဆောက်လုပ်မဲ့မြေနေရာမှာပနက်ဆိုင်လိုက်ကအမွှေးနှစ်သားရီများပတ်ဖြန်းပေးပါတယ်။ဆက်လက်ပြီးတောင်ရှိသူများဟာအာထကကွယ်ထော်ပုံကအာထကသင်္ကန်းကိုအာထကကွယ်ကညင်ကိုမူလွန်ခွဲတာယာကုန်းအာမကကြားခွင်းကျောင်းများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများကိုမှာကြားကာကျောင်းအတွက်ချင်းမြင့်ဝင်များပေးရခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။